ဘလောက်ခင်ဘလောက်ချစ်ပတ်စံချီမချစ်တော့အဲ့ဒါဘုန်းတို့ဘုန်းကြီးရောလူရောတူပဲဒါကြောင့်ပတ်စံမချီရရင်အကောင်းဆုံးပဲမြတ်စွာဘုရားအာဏာကျဒုက္ခတဲ့အကျွေးကင်းတာအချမ်းသာဆုံးပဲတဲ့ဒုက္ခလေးပါထဲမှာနော်အကျွေးကင်းဖို့ဆိုကိုယ်ပတ်စံရှိမှရမှာဟုတ်ကိုယ်ပတ်စံရှိဖို့ဆိုတာသူ့ဆောင်ထားတယ်စီးကုတ်ခိုင်းတာမဟုတ်ဘူးနော်မိတ်ဆွေရှိဖို့ဒါအတားကြီးကတ်သေးနှဲပြန်ရင်လည်းမိတ်ဆွေမရှိဘူးမိတ်ဆွေဆိုတာကလည်းအဲ့လိုဘေးမှာကျွေးမှာပေးတဲ့နေရာပေးတကားခံတဲ့နေရာခံကျွေးတဲ့နေရာကျွေးအဲ့ဒါဒါနဖြစ်တယ်နော်ဒါနလည်းဖြစ်တဲ့မိတ်ဆွေလည်းရအဲ့လိုမဟုတ်ပါနဲ့တအားကြီးကိုစီးကုတ်ကော်ဒီယာကတ်သေးနေသူများဟာကြတော့ဗဖျက်နဲ့သာကိုကရှင်းမဲ့အခါကျတော့ပတ်သက်အိတ်ကဇင်းနဲ့ညှိနေတာလို့မေ့ကြံခဲ့တာလို့နဲ့မထွက်ဘူးတခါတော့ရမှာပေါ့အသုံးလေးကကျတော့ဟိုကောင်းလဲသွားပြီအဲဒီကနောက်သူ့ဘယ်မှမခေါ်ကြတော့အဲ့လိုလူကိုငွေချေးမလားငွေချေးတော့လည်းပြန်တော့လက်ပေါက်ကကတ်လိုက်တာတရားကို10ကလောက်ခွဲပြီးပေးတယ်10နဲ့မပြီးသူ့ပတ်သက်နေရှိနေတယ်သိတယ်အဲ့ဒါဆိုတော့ဘုန်းတို့လူထဲမှာအဲ့ဒါအရေးကြီးပါတယ်လူလောကမှာ gain ဟုတ်ပြီစသွားအောင် networking ကို